တောင်းမှာအခုလိုမျိုးဝက်လက်အတုံးလိုက်ကြီးဝက်ဥလေးဆိုလို့ရှိရင်လည်းအကိတ်အကွင်းလိုက်ကြီးထည့်ထားတဲ့ထမင်းပေါင်းနေရတဲ့ဆိုင်ကြီးကိုကျွန်တော်ခေါ်သွားပေးပါမယ်ဒီဗီဒီယိုရဲ့ဆိုမှာ2000ဘိုးစကွင်2ယောက်ကိုလက်ဆောင်ပေးတော့မှာမဟုတ်လို့အဆုံးထိကြည့်ပေးကြအောင်နော်Alpha အမြဲတမ်းအာဂျီမာ kitchen ရောက်တဲ့အချိန်မှာကိုရီးယားစာတွေစားတယ်ပြောလို့ရှိရင်သူတို့ရဲ့ signature menu တွေဖြစ်တဲ့ wet salad တို့ wet သုံးထပ်သားကင်တို့အမြဲတမ်းစားတယ်။အဲ့ဒီတစ်ခေါက်တော့သူတို့ရဲ့အသက်ထွက်ထားတဲ့ share menu တွေကိုပြ။သူတို့ရဲ့ menu အသစ်တွေထဲမှာအကြိုက်ဆုံးကိုပြောရမယ်ဆိုလို့ရှိရင်အခုလိုထမင်းပေါင်းနေပဲ။ဒီ wet ဥဆောင်ထမင်းပေါင်းဆိုလို့ရှိရင်လည်းဥတွေကိုအကွင်းလိုက်တွေထည့်ထားပေးပြီးတော့ဥရဲ့အနံ့လည်းမရှိဘူးပြောလို့ရှိရင်စားလိုက်ဣနေ။လက်ဆိုလို့ရှိရင်လည်း wet လက်ကိုအတုံးကြီးကြီးနဲ့များများထည့်ပေးရတယ်။ဘွဲတစ်ဘွဲဆိုစားပါလေဆိုလို့ရှိရင် Thai style wet ကုတ်သားကင်သူက Thai style အရသာမှုန့်မှုန့်အီနေနဲ့ဒီတိုင်းစားတာထက်အမြင်အနေနဲ့စားမယ်ဆိုလို့ရှိရင်ပိုပြီးကောင်းတယ်အဲ့တော့ကြက်မှုန့်ထမင်းကျော်နာမည်လေးကတော့စမ်းတယ်ကိုနဲ့မှုန့်မှုန့်လေးနဲ့ဈေးကြည့်တယ်ရှီတာကီမက်ရှွန်ကိုသုံးတာပေးရသူမှုန့်မှုန့်စင်းစင်းလေးနဲ့ထမင်းကျော်အရသာတွေကထူးကြတယ်သားကိုတော့တတ်ကြော်ပြီးတော့ထည့်တာပေးရညို့ပြောဖို့တော့မေးတော့လို့ဒါကတော့ကျွန်တော်စားခဲ့တဲ့ငါးကောင်းဟင်းကြိုငါးကောင်းဟင်းကြိုဆိုတော်တော်များကြိုက်ကြတယ်အဖာကတော့ညှက်ဆိုလို့ရှိရင်မကြိုက်တဲ့သူမလို့ငါးကောင်းဟင်းကြိုတွေမှာညှက်တွေပါတယ်တဲ့အတွက်တိတ်ပြီးတော့အရသာမတွေ့ခဲ့နောက်ထပ်မင်းညိုတစ်ထဲဆိုမာလာထမင်းကျော်လို့ပြောလို့ရှိရင်ပစွန်စိမ့်တုတ်တို့ဆိုလဲစားကောင်းတယ်ဒီဆိုင်ကကိုရီးယားဆန်နေဆိုတော့ထိုင်ရတာစားကိုရီးယားဆန်ဆန်လေးထိုင်ရတယ်ပြီးတော့ဆိုင်က private ဆန်ဆန်တိတ်တိတ်ဆိတ်ဆိတ်လေးလည်းရှိတယ်။တွင်းဝိုင်းမှာတော့ဒီလိုမျိုးစပွဲနဲ့ခုံချီလေးလည်းရှိတယ်။ခုဗီဒီယိုကိုစောအောင်ကြည့်သွားတဲ့ free အတွက်လက်ဆောင်လေးပေးမယ်နော်။တော့ကြည့်နေတဲ့သူတွေဆိုလို့ရှိရင်တော့ like and repost လုပ်ပြီးစားကျင်တဲ့ menu 2ကို comment မှာရေးခဲ့ပြီပါ။ Facebook ကကြည့်နေရင်တော့ like and share လေးလုပ်ပြီး share တဲ့ screenshot လေးအောက်မှာမှတ်ခဲ့ပြီပါ။နားရတဲ့က2ယောက်ကိုရွေးချယ်ပြီးတော့အာချီမာ kitchen မှာခုလိုတရုတ်စာတွေပဲဖြစ်ဖြစ်ကိုရီးယားစာတွေပဲဖြစ်ဖြစ်တွားမိဖို့အတွက်2000ဘို့လက်ဆောင်2ယောက်ပေးရတော့မှာဖြစ်ပါတယ်။လိပ်စာကတော့ရှင်စောဘူးလန်စမ်းချောင်းမြို့နယ်ဝင်းစာတာဝါရဲ့ပထမထပ်မှာရှိပါတယ်ခင်ဗျာ။